မနက်ဖြန်9ရက်နေ့စနေနေ့9စနေနေ့ကအရန်ကိုထူးခြားတဲ့နက်ခတ်အပေါင်းပြည့်စုံနေတဲ့ကာလဖြစ်ပါတယ်။ဒီလိုမျိုးနက်ခတ်တွေကောင်းမွန်တဲ့ကာလအချိန်ခါသမယအဖြစ်နဲ့ကောင်းမွန်တဲ့ကာလဒီမှာအတိတ်ထက်တွေလုပ်ရင်လည်းအောင်မြင်တယ်။ရရအစီအနေလုပ်ရင်လည်းအောင်မြင်တယ်။ထို့အတူပဲငွေကြေးလက်လာပါပွင့်လန်းစီဖို့အတွက်ရရတွေပြုတ်လုံမယ်ဆိုလဲအင်မတန်အစွမ်းထက်တာလွန်တဲ့ကောင်းမွန်တဲ့နေ့ရက်တည်းဖြစ်ပါတယ်။အင်္ဂလိပ်လိုကိုမြန်မာလိုလည်းကိုစနေနေ့ဖြစ်တာနဲ့အညီမိတ်ဆွေတို့ကဒီရရလေးကိုမဖြစ်မနေလုပ်ကိုလုပ်သင့်ပါတယ်။ဒီရရကိုမလုပ်မိရင်9ရက်နေ့စနေနေ့ဒီရရကိုမလုပ်မိဘူးဆိုရင်မိတ်ဆွေတို့နောင်တရသွားနိုင်ပါဒီအတွက်ကြောင့်မိတ်ဆွေဒီရရကိုမဖြစ်မနေတေချာပေါက်လုပ်ပါအုံညွတ်တညွတ်ကိုဘယ်ဘက်လက်လေးကနေကင်ပြီးတော့ကိုအမြဲတမ်း3လေး3ထားရှိတဲ့ပတ်ဆက်အိတ်ကို6ချက်တို့ခောက်ပြီးတော့မှငွေဝင်ပါသေးဆိုတဲ့ကြောင့်ဆူတောင်းပေးရမှာဖြစ်ပါတယ်ထို့အတူပဲမိမိအိမ်ကမြတ်စွာဘုရားမှာအုံညွတ်9ညွတ်ကတ်လူပြီးတော့မှဆူတောင်းမယ်ဆိုလဲရပါတယ်ဒါအပြင်ကိုကဖျားရှိခိုးတဲ့အချိန်ခါမျိုးမှာဂုံတော်6ကောက်ရွတ်မယ်ပြီးရင်အုံညွတ်လေးတညွတ်ဘယ်ဘက်လက်လေးကနေကင်ပြီးတော့ကိုယ့်ရဲ့ပတ်ဆက်အိတ်လေးကို6ချက်လေးတို့ခောက်ပြီးတော့မှဆူတောင်းမယ်ဆိုလဲရပါတယ်ခင်ဗျာဒီရရတွေကမိတ်ဆွေတို့ဒီ9ရက်နေ့စနေနေ့မှာမဖြစ်မနေလုပ်ကိုလုပ်တဲ့ရရတွေဖြစ်ပါတယ်ဒီ9ရက်နေ့စနေနေ့9စနေနေ့မှာမိတ်ဆွေတွေအနေနဲ့ကဒီအုံညွတ်လေးကိုနော်ဘယ်ဘက်လက်လေးကင်ပြီးတော့မှပတ်ဆိုင်လေးကို6ချက်လေးခောက်ပြီးတော့မှဆူတောင်းငွေကျက်လာတော့ပွင့်လန်းပါသည်ဆိုတဲ့ကြောင့်ငွေဝင်ပါသည်ဆိုတဲ့ကြောင့်လက်ရွှေပါသည်ဆိုတဲ့ကြောင့်ဆူတောင်းမှာ9ရက်နေ့ပြီးနောက်ပိုင်းဆိုတဲ့ကာလတွေမှာစီးပွားလက်လာပါတွေပွင့်လန်းလာလိမ့်မယ်လုပ်ငန်းတွေဆိုလည်းတိုးတက်မယ်လက်ရှိမြုပ်နေတဲ့ငွေတွေဆိုလည်းပြန်ဝင်မယ်ငွေချင်းနဲ့ပတ်သက်လို့ကြုံနေရတဲ့အခက်အခဲအနှောက်အယှက်အဆင်မပြေတာပူပန်တော့ကကြောင်းကြနေရတဲ့ကိစ္စတွေဆိုလည်းပြည်လည်သွားစီမှာဖြစ်ပါတယ်ဒီအတွက်ကြောင့်9ရက်နေ့စနေနေ့မှာမိတ်ဆွေတို့နောင်တမရမိအောင်ဒီရတရားလေးကိုမိတ်ဆွေတို့မဖြစ်မနေလှုပ်ဖို့အတွက်ကျွန်တော်တိုက်တွန်းညင်ပါတယ်တေချာလေးလှုပ်ပါဖះမှာဂုံတော်6ကောက်ရွတ်ဣတိပိသောဘဂဝါရဟံတမတမုဒ္ဒဝိသဒနာသမနောတုကတောလောကဝိဒုနုဒ္ဒပုရိသဓမ္မတာရထိတ္တတာတွေကိုမနုဒ္ဒနဲ့ဗုဒ္ဓဘဂဝါ6ကောက်ရွတ်ဆိုပြီးတော့မိမိအိမ်ကမြတ်စွာဘုရားမှာအုံညွတ်လေး9ညွတ်ကတ်လူပြီးတော့ဆူတောင်းမယ်ဆိုရပါတယ်အကယ်၍တချို့သူတွေကကျတော့ဒီနိုင်ငံခြားမှာဘာတွေရောက်နေရဆိုလို့ရှိရင်ကဘုရားမှာအုံညွတ်ကတ်လို့မရဘူးဆိုရင်အုံညွတ်လေးတစ်ညွတ်ကိုဗဘက်လက်တည်းနဲ့ကင်ပြီးတော့မှပတ်ဆိုင်လေးကို6ကတ်လေးတုတ်ခေါက်6ချက်လေးတုတ်ခေါက်ပြီးမှဆူတောင်းပေးပါဒါလက်ရှိမြန်မာနိုင်ငံတို့မှာနေထိုင်နေတဲ့သူတွေကလည်းအုံညွတ်လေးတစ်ညွတ်ဗဘက်လက်လေးနဲ့ကင်ပြီးတော့ပတ်ဆိုင်ကို6ချက်လေးတုတ်ခေါက်ပြီးမှဆူတောင်းပါကို့မှာရောင်းစရာရှိတဲ့ပစ္စည်းတွေကားဆိုင်ကယ်အိမ်ချမ်းကြီးဒါမျိုးတွေနဲ့ပတ်သက်တာဒီအယောင်းဝယ်တွေဖြစ်နေဆိုလဲအုံညွတ်လေးတစ်ညွတ်ကင်ပြီးတော့6ချက်တွေတုတ်ခေါက်ပြီးမှဆူတောင်းပေးပါခင်ဗျာဒါဆိုလဲရောင်းအားတက်စီပါတယ်ကိုကဈေးဆိုင်တွေပါဖွင့်ထားတယ်ဆိုလို့ရှိရင်လဲအုံညွတ်လေးတစ်ညွတ်ဘယ်ဘက်လက်လေးကင်ပြီးတော့မှ6ချက်တုတ်ခေါက်ပြီးတော့မှဆူတောင်းမှာရောင်းပန်းဝယ်ပန်းကောင်းစီပါတယ်တကယ်ကိုအင်မတန်ထူးခြားတဲ့9ရက်နေ့စနေနေ့ဆိုတဲ့ကာလလေးဖြစ်ပါတယ်